ကဲပါအားလုံးပဲမင်္ဂလာပါရှင်။နာမည်ကျန်ရောင်းဝေးမှာကျေးဇူးပါရရှင်။ကျွန်မကဒါကတော့ဒီမှာရှိတဲ့မြေကွက်လေးနဲ့မိတ်ဆက်ပေးခြင်းလို့ပါရှင်။ဒါဆိုရှင်လည်းပဲကိုးတိုင်းဒိုင်းဦးမြို့နယ်အပိုင်းအေတူကမြို့တစ်ဖြစ်ပါတယ်ရှင်။အေတူကမြို့တစ်ဆိုရှင်ဒီပဲခူးနဲ့မန်းလေးသွားတဲ့လမ်းမကြီးကနေပြီးအထဲကိုမိနစ်15မိနစ်ဝင်ရပါတယ်ရှင်။4မိုင်ခွဲဝင်ရပါတယ်။3မိုင်ကတော့လမ်းခင်းပြီးသားပါ။10မိုင်ခွဲကတော့လမ်းမခင်းရတယ်လမ်းနဲ့ညံ့မယ်နော်။ပတ်လည်မှာတော့စက်ဝင်ရှိပါတယ်ရှင်။ဒီမှာဆိုရှင်တော့ရက်ွက်3ခုနဲ့ဖွဲ့စည်းထားပါတယ်1990ကတည်ထားပါ35နှစ်ရှိသွားပါပြီရှင်အခုတလောကတော့35နှစ်ပြည့်ပွဲတော့လုပ်ပြီးရနော်ဒီမှာ35နှစ်ပြည့်ပွဲတော့လုပ်ပါသေးတယ်ရှင်ဒီမှာဆိုရှင်တော့1990ကတည်ထားတယ်3ရက်ွက်နဲ့ဖွဲ့စည်းထားတယ်အင်ဂျင်2000ရှိပါတယ်ရှင်အင်ဂျင်2000ရှိပါတယ်ဒီတက်ဌာနတက်စစ်ဌာနဈေးရှိမယ်ရက်ွက်တိုင်းလမ်းတိုင်းမှာမီးတိုင်ရှိမယ်ပြီးလို့ရှင်ထက်တန်းကျောင်းတစ်ကျောင်းမူလတန်းကျောင်းတစ်ကျောင်းမူလတန်းကျောင်းတစ်ကျောင်းပိုက်နယ်ဈေးရုံလည်းရှိပါတယ်ရှင်အေးရ2000ဆိုတော့ဒီမှာလမ်းတိုင်းမှာလည်းဆိုတဲ့လမ်းကီမီတာလေးပါရှင်ဒါဆိုရှင်ဧက630ကို630ဒါန39ကြာပြီးသားပါရှင်အစိုးရတရားဝင်ပေါ်ဆောင်ထားတဲ့မြို့တစ်ဖြစ်ပါတယ်ရှင်တိတ်တာစီးကြအတွက်စလုံးဝစိတ်မပေါ်အောင်ကျွန်မအဓိကပြောချင်တာကျွန်မကဒီမြေခွက်လေးတွေဒါကျွန်မပိုင်ရှင်ပဲပေါ့နော်ဒီဥစ္စာမှာကျွန်မတို့မြေပေါက်ပါရှင်ဒီဥစ္စာလေးတွေကိုကျွန်မကဓာတ်စင်ပေးပေါ့နော်တစ်လောက်9သိန်းသွင်းနဲ့3နှစ်ရေးကြနဲ့ရောင်းပေးနေရပါရှင်ဆိုလဲ2နှစ်သွင်းနိုင်တယ်စောစောစီးမြန်သွင်းနိုင်တဲ့လူကမြန်စက်မြေခွက်ရမှာပေါ့နော်အနည်းဆုံး3နှစ်အထိအများဆုံး3နှစ်အထိသွင်းလို့ရပါတယ်ရှင်ဆက်သွယ်မယ်ဆိုလို့ရှိရင်လေ39ခွန်9ကို466 499နဲ့39ခွန်9ကို466 900မှာတော့ဘိုင်ဘာရှိပါတယ်ရှင်အဲ900ဖို့အသေးစိတ်တီးလိုပါကထိုးဆက်လဲမင်းနိုင်ပါတယ်ဘိုင်ဘာမှာလည်းစာပို့ထားလို့ရပါတယ်ရှင်တစ်လား9သိန်းသွင်းနဲ့မြေခွက်လေးတွေပိုင်ဆိုင်တယ်ကိုရောင်းပေးတာပါအားလုံးဝယ်ယူအားပေးကြပါအောင်လို့ဝယ်ယူအားပေးကြတဲ့ကမင်းရှင်ပေါင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျမချမ်းသာကြပါစေရှင်လူကဇနာရေးပါစေဒီကွက်တွေလည်းဒီကံကအများကြီးပိုင်ဆိုင်နေကြပါစေလို့ဆုမွန်အောင်တောင်းပေးပါတယ်အားပေးကြပါဦးနော်